အားလုံးပဲမင်္ဂလာဗျာကျွန်တော်ကြာတာပရိနေ့ညရဲ့ယူရိုပါရီပွဲစဉ်တွေထဲမှာကျွန်တော်၅ပွဲကိုပွဲကြို3သက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်ပထမဦးဆုံးတစ်ပွဲကတော့ကျွန်တော်တို့ဒါအဆွန်ဗီလာနဲ့ဆဲဘတ်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်မြန်မာစံတော်ချိန်ညဒါ2နာရီခွဲမှာအားလုံးရှင်းမြန်ကစားမှာဖြစ်ပါတယ်မနေ့ကချန်ပီယံလိပွဲစဉ်တွေလိုပဲဒီနေ့ယူရိုပါရီပွဲစဉ်တွေလည်းဒါဒီနေ့မှဆိုလို့ရှိရင်ဒါအဆုံးဖြတ်ပေးမဲ့ပွဲစဉ်တွေလည်းဖြစ်တယ်ဗောလေဒါ1-8ဝင်ခွင့်ရတဲ့အသင်းတွေရှိတယ်လို့ကျွန်တော်တို့ဒါ9-24ဝင်ခွင့်ရဖို့ရုံးမဲ့အသင်းတွေလည်းရှိတယ်ဗောလေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါအဆွန်ဗီလာကနေစတီဂျေမှာဆိုလို့ရှိရင်ကျွန်တော်တို့1နှုတ်40နဲ့9ပေါင်းကြီး3လုံးနှုတ်20ဆိုပြီးတော့ဖွင့်လာပြီးတာလေးတွေ့ရပါတယ်လက်ရှိဒီနှစ်သင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆွန်ဗီလာတော့ဒါအဆင့်2မှာ18မှတ်ရတာပြီးဖြစ်တဲ့အတွက်အဆွန်ဗီလာအနေနဲ့ဒါကျွန်တော်တို့နောက်တစ်ဆင့်ကိုတေချာပေါက်တက်သွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ဆဲဘတ်အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဆဲဘတ်ကလက်ရှိ6မှတ်ရထားတာဖြစ်ပါတယ်ဒါ9ပွဲကစားပြီးရတဲ့အချိန်မှာ2ပွဲနိုင်5ပွဲရှုံးရာကို8ကိုပေးကို12ကိုခွင့်ပြုထားပြီးတော့လက်ရှိ6မှတ်ရထားတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒါကျွန်တော်တို့အဆင့်20နဲ့4ဆဲ1နဲ့ဆို2မှတ်ထဲကွာတာဖြစ်တဲ့အတွက်တကယ်လို့ဒီပွဲတာသူနိုင်မယ်ဆိုလို့ရှိရင်ပေါ့လေသူ့အနေနဲ့ဒါမျောလင်းလို့ရနေသေးတာဖြစ်တယ်ဒါပေမဲ့အဆွန်ဗီလာရဲ့အိမ်ကွင်းမှာဖြစ်တဲ့အတွက်လွယ်တော့မလွယ်ပါဘူးဒါပေမဲ့လည်းသူ့အနေနဲ့ဒါကျွန်တော်တို့ဒီပွဲကနောက်ဆုံးပွဲဖြစ်တဲ့အတွက်ဖောင်ဖြတ်ပြီးတော့တိုက်ပွဲဝင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေနောက်ပြီးတော့ဒါဆဲဘတ်ရဲ့အဝေးကွင်းယူရိုပါရီအဝေးကွင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်တော့ဆဲဘတ်ကကျွန်တော်အဝေးကွင်းမှာဆိုလို့ရှိရင်လုံးဝနိုင်ပွဲမရရှိထားသေးတဲ့အသင်းဖြစ်တယ်ပေါ့လေ၃ပွဲကစားပြီးရတဲ့အချိန်မှာဒါ၃ပွဲလုံးရှုံးတာရာကိုကလည်းတကူတည်းရရတော့ပေးကိုကလည်းဒါ9ဂိုးထိခွင့်ပြုထားရတာဖြစ်တဲ့ဆဲဘတ်ပေါ့လေအဲ့တော့အဆွန်ဗီလာကတော့ဒါအိမ်ကွင်းဆိုလို့ရှိရင်အဆွန်ဗီလာကောင်းတယ်ပေါ့လေဒါ3ပွဲကစား3ပွဲလုံးနိုင်တော့ရာကို9ကိုပေးကိုရတကူတည်းခွင့်ပြုထားရတာလည်းဖြစ်တယ်အဆွန်ဗီလာတော့ကျွန်တော်တို့ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းရလက်တွေကောင်းနေတာဖြစ်ပြီးယူရိုပါရီမှာဆိုလို့ရှိရင်လည်းရလက်တွေအရန်ကောင်းနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဆဲဘတ်ရဲ့ရုံအားကြောင့်အဆွန်ဗီလာအနေနဲ့ကျွန်တော်တို့ဒါနှစ်သင်းလုံးဖွင့်ပြီးတော့ကန်လာလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ပွဲမှာဂိုးပေါင်းကြီး3လုံးအနှုတ်20မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာဒီနှစ်သင်းလုံးကဆဲဘတ်ကလည်းကျွန်တော်တို့ဒါနောက်ဆုံးပွဲဖြစ်တဲ့အတွက်ဖွင့်ပြီးတော့ကစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော်ဂိုးပေါင်းပေါ်ကြိုက်ပါတယ်နောက်တစ်သင်းကတော့ကျွန်တော်တို့ဒါပရီးမီးယားလိကလပ်ပဲ Nottingham Forest ပွဲစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါ Nottingham Forest နဲ့ PM Barrow ပေါ့လေ Nottingham Forest ကစတီဂျေမှာဆိုလို့ရှိရင်1ပေါင်း30နဲ့9ပေါင်းကြီး3လုံးပေါင်း80ဆိုဖွင့်လာပေးတာတွေ့ရပါတယ်လက်ရှိဒီသင်းရဲ့ကျွန်တော်အမှတ်ပေးစရာရည်တည်မှုမှာကြည့်မယ်ဆိုလို့ရှိရင်ယူရိုပါရီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Nottingham Forest ကဆိုလို့ရှိရင်လေဒါလက်ရှိဆိုလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်တို့အဆင့်16မှာ17မှတ်နဲ့ရက်တည်နေရဖြစ်ပြီးတော့ဒါ9-24တဲ့တော့ AC ဝင်သွားပြီဖြစ်ပါတယ်ပြီးတော့ဒါသူ့နဲ့ပြိုင်ဘက်ပေါ့လေသူ့ရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ PM Barrow อ่ะဆိုလို့ရှင်တော့သူ့အနေနဲ့ကျွန်တော်တို့ဒါလက်ရှိ15မှတ်ရထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့1-8ဝင်ဖို့အတွက်ဆိုလို့ရှိရင်လုံလောက်မှုမရှိသေးလို့ပြောလို့ရပါတယ်အောက်ထဲမှာဆိုလို့ရှိရင်သူ့နဲ့ဒါအမှတ်တိတ်မကွာတဲ့အသင်းတွေရှိတယ်ပေါ့လေဒါကြောင့်မို့လို့ကျွန်တော်တို့ဒါတကယ်လို့ဒါသူ့အနေနဲ့ဒီ15မှတ်တကယ်လို့ရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်တို့9-24ထဲပဲရောက်လာလိမ့်မယ်လို့ထင်တယ်ဒါကြောင့်မို့လို့သူ့အနေနဲ့ကလည်းဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါမဖြစ်မနေကျွန်တော်တို့ Nottingham Forest ကိုပြန်ပြီးတော့တုတ်ပြန်လာလိမ့်မယ်လို့ထင်ပါတယ် Nottingham Forest ဒီပွဲနိုင်လို့ရှိရင်လည်းသူ့အနေနဲ့9-24ကတော့ဝင်ခွင့်ရဖို့ကျွန်တော်တို့1-8ကတော့ဝင်ခွင့်ရအောင်မလို့တော့9-24ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဝင်ခွင့်ရဖို့ရှိပါတယ်သူလက်ရှိ17မှတ်ရထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့လေဒါကြောင့်မလို့ Nottingham Forest အနေနဲ့ကျွန်တော်တို့သူ့အနေနဲ့ပြောမဆိုရေးမကြည့်တော့လို့ပြောလို့ရသူနိုင်လို့ရှိရင်လည်းကျွန်တော်တို့အဲ့ဒီ9-24မှာပဲကန်ရမှာဖြစ်တယ်ပေါ့လေရှုံးလို့ရှိရင်လည်းအဲ့နေရာမှာပဲကန်ရမှာဖြစ်တဲ့အတွက်အဲ့တော့သူနောက်ပွဲမှာဆိုလို့ရှိရင်လည်းပွဲချက်အနေနဲ့ဒါ Crystal Palace ကိုအိမ်ကွင်းမှာရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာဆိုလို့ရှိရင်မျောလင်းချက်ရှိနေတဲ့ကျွန်တော်အနေနဲ့ဒါဝေးကွင်းPM Barrow body ကိုကြိုက်ပါတယ် Nottingham Forest အနေနဲ့ဒါသူ့အနေနဲ့ကျွန်တော်အရန်ကြီးရုံးလိုက်မယ်လို့တော့ကျွန်တော်မထင်ဘူး Premier League ကိုပို့ပြီးတော့အာရုံစိုက်လိုက်မယ်လို့ထင်တယ် Premier League မှာလည်းတန်းစင်းဆောင်နေအမှတ်အရန်ကြီးกว่าသေးတာမဟုတ်တဲ့အတွက်ဒီပွဲနိုင်မယ်ဆိုရင်တော့မှသူ့အနေနဲ့ဒါ1-8ဝင်ခွင့်ရဖို့တော့မရှိတော့ပါဘူးဒါ9-24မှာလက်ရှိအမှတ်နဲ့လည်းလုံလောက်နေဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲတည်ရလို့ခံမှန်းပါတယ်ခင်ဗျာအဲ့တော့ဝေးကွင်းဖြစ်တဲ့ဒါ PM Barrow ရဲ့ body ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါဘတ်တစ်နဲ့ PM တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာဆိုလို့ရှိရင် Asian ရဲ့ဘတ်တစ်က1ပေါင်း30နဲ့9ပေါင်းကြီး3လုံးတည်ရဆိုပြီးတော့ဖွင့်လာပေးတာလည်းဖြစ်ပါတယ်လက်ရှိဒီနှစ်သင်းရဲ့အမှတ်စရာရက်တီမှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲဘတ်တစ်ကဆိုလို့ရှိရင်သူ့အနေနဲ့အဆင့်8မှာရက်တီနေတော့14မှတ်ရထားတာဖြစ်တယ်1-8ဝင်ခွင့်ရဖို့အတွက်ဆိုသူကလည်းအမှတ်လိုအပ်ချက်ရှိသေးတာလည်းဖြစ်တယ်ဗောလေမျောလင်းလို့အကောင်းဆုံးရှိနေသေးတဲ့ဒါဘတ်တစ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖင်တို့ကြည့်မယ်ဆိုလို့ရင်လည်းဖင်တို့ကလက်ရှိ6မှတ်ရထားတဲ့အတွက်9မှတ်ရမယ်ဆိုလို့ရင်သူ့အနေနဲ့ဒါ
9-24ဝင်ခွင့်ရဖို့အတွက်မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါဘတ်တစ်ရဲ့အိမ်ခွင်းဆွမ်းဆောင်ရည်တွေကြည့်မယ်ဆိုလို့ရှိရင်ရီရဲ့ဘတ်တစ်ကအိမ်ခွင်းမှာဆိုလို့ရှိရင်ရှုံးပွဲမရှိသေးတာဒီပါဘူးဒါ3ကစားပြီးရတဲ့အချိန်မှာနှစ်ပွဲနိုင်တစ်ပွဲတည်6-9ရ9နဲ့ပေးကို3ခုပဲခွင့်ပြုထားတာဖြစ်ပါတယ်အဲ့တော့ဖီယန်နူရဲ့ဝေခွင့်ဆွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်ဖီယန်နူကဆိုလို့ရှိရင်ဒါသူ့အနေနဲ့ဝေခွင့်မှာ3ပွဲကစားပြီး3ပွဲလုံးရှုံးထားတယ်ရာကို3ကိုပေးကို9ကိုခွင့်ပြုထားတဲ့ဖီယန်နူဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာဘတ်တစ်ကိုသူ့အနေနဲ့ရှင်ဖို့တော့မလွယ်ဘူးဒါပေမဲ့လည်းသူ့အနေနဲ့ဖောင်ဖြက်ကစားလာလိမ့်မယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲကနောက်ဆုံးပဲဖြစ်တယ်လို့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့6မှတ်ဆိုလို့ရှိရင်ဒါ9-24ရဖို့အတွက်ဝင်ရဖို့အတွက်မျှော်လင့်ချက်ရှိတယ်။ဘတ်တစ်ကလည်းသူ့အနေနဲ့1-8ဝင်ရဖို့ဆိုရင်လက်ရှိဒါအမှတ်ကျွန်တော်တို့အမှားအဖြစ်14မှတ်ရထားတဲ့အတွက်ဒါနောက်ထပ်နိုင်ခဲ့မယ်ဆို18မှတ်ဆိုသူ့အနေနဲ့တေချာပေါက်9-8ဝင်ခွင့်ရမှာဖြစ်1-8ဝင်ခွင့်ရမှာဖြစ်တယ်ပေါ့လေ။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါလက်ရှိမှာဆိုလို့ရှိရင်လည်းဒီနှစ်သင်းရဆိုလို့ရှိရင်ဒါဖီယန်နူကဆိုလို့ရှိရင်လည်းနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရာကိုပေးကိုအရန်ကျန်းတယ်ပေါ့လေဒါဂိုးသွင်းတယ်ဂိုးပေးတယ်ဆိုတော့ဖီယန်နူဖြစ်ပြီးတော့ဘတ်တစ်ကလည်းဒီလိုပုံစံမျိုးပဲလို့ပြီးတော့ဘတ်တစ်ကပြီးခဲ့တဲ့ပွဲတုန်းကလည်းဒါပီယိုခေကိုရှုံးထားတဲ့အတွက်ကြောင့်ပေါ့လေဒီနေ့ပွဲမှာသူ့အနေနဲ့မဖြစ်မနေနိုင်ပွဲရဖို့လိုအပ်တယ်ဒီနှစ်သင်းလုံးကတိုက်စစ်ဖွင့်ဆော့လာလိမ့်မယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဘောလီမျိုးပဲနဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ခြင်းပါတယ်ခင်ဗျာနောက်ထပ်သင်းကတော့ကျွန်တော်တို့ဒါ7နဲ့ကျွန်တော်တို့ဒါနောက်သင်းကတော့ဥထရက်ဆိုတဲ့အသင်းလေးပဲဖြစ်ပါတယ်ဥထရက်အသင်းနဲ့ဒါ7တို့ရဲ့ပွဲစဉ်လေးပဲဖြစ်တယ်ပေါ့လေအဲ့တော့စတီဂျီမှာအင်ရှင်7ကနှလုံးပေါင်း100နဲ့ကိုပေါင်းကြီး3လုံးအပေါင်း10ဆိုပြီးတော့ဖွင့်လာပေးတာလည်းဖြစ်ပါတယ်အဲ့တော့လက်ရှိ7နဲ့ဥထရက်တို့ရဲ့အမပေးစရာရည်တည်မှုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ7သင်းရဆိုလို့ရှိရင်လေဒါလက်ရှိ10မှတ်နဲ့အဆင့်24နေရာမှာရပ်တည်နေပြီးတော့ဥဖရက်အသင်းကတော့ဒါတမတ်ထဲရတဲ့အတွက်သူ့အနေနဲ့မျှော်လင့်ချက်မရှိတော့တာလည်းဖြစ်ပါတယ်ဒီပွဲမှာတကယ်လို့နိုင်ရဲသူ့အနေနဲ့ဘာမှလုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ဒါ7ကိုပဲယုံကြည်ရမှာဖြစ်ပါတယ်7အနေနဲ့လက်ရှိ10မှတ်ပဲရထားတဲ့အတွက်နောက်တစ်ဆင့်ဒါ play off ကံမှုအတွက်ဆိုလို့ရင်အမှတ်လုံလောက်မှုမရှိသေးပါဘူးသူ့ရဲ့အောက်မှာဆိုလို့ရှိရင်လည်းဒါ6မှတ်နဲ့တန်းစီနေတဲ့အသင်းတွေရှိတယ်ပေါ့လေဒါ6သင်းလောက်ရှိတဲ့အတွက်သူ့အနေနဲ့ဒါဒီပွဲနိုင်မှလွတ်လွတ်ကျွတ်ကျွတ်ဒါ9-24ဝင်ခွင့်ရမှာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာတော့ကျွန်တော်အင်ရှင်7ကိုကြိုက်ပါတယ်ဗျာ7ဘော်လီကိုကြိုက်ပါတယ်နောက်ပြီးတော့ဂိုးပေါင်းအပေါ်လည်းကြိုက်ပါတယ်ဗျာနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါစတူကတ်နဲ့ရန်ပွိုင်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီကြီးမှာအင်ရှင်စတူကတ်နှလုံးပေါင်း90ဆိုပြီးဖွင့်လာပြီးတော့3လုံးအနှုတ်50ဆိုပြီးဂိုးပေါင်းကြီးဖွင့်လာပြီးတာလည်းတွေ့ရပါတယ်လက်ရှိဒီနှစ်သင်းရဲ့အမှတ်ပေးစရာရည်တည်မှုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါစတူကတ်ကဒါအဆင့်73မှာ12မှတ်နဲ့ရည်တည်နေပြီးတော့15မှတ်ရမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါမျှော်လင့်ချက်တော့ရှိပါသေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အဆင့်8ကဘတ်တစ်ကတော့14မှတ်ပဲရထားသေးတဲ့အတွက်ကြောင့်ပေါ့လေအပေါ်အသင်းတွေခြေချော်ခဲ့မယ်ဆိုသူက15မှတ်ရခဲ့မယ်ဆိုလို့ရှိရင်မျှော်လင့်ချက်ရှိသေးတာလည်းဖြစ်ပါတယ်။လက်ရှိရန်ပွိုင်ရလည်းမျှော်လင့်ချက်ရှိသေးတယ်။ရန်ပွိုင်ရလက်ရှိ6မှတ်ရထားသေးတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီနောက်ကအသင်းတွေတက်လာမယ်ဆိုလို့ရှိရင်ဒီ6မှတ်ကလုံလောက်မှုမရှိဘူး။ဒါကြောင့်မလို့သူတို့နှစ်သင်းလုံးอ่ะဆိုလို့ရှိရင်ဒါဖောင်ဖြက်ပြီးတော့ကန်လာလိမ့်မယ်လို့ဖြစ်ပါတယ်။နောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်ပြီးတော့ဒီနှစ်သင်းอ่ะဆိုလို့ရှိရင်ဒါကျွန်တော်တို့2024တုန်းကလည်းယူရိုပါချန်ပီယံလိမှာတွေ့ထားပြီးအဲတုန်းက5-1နဲ့ဒါစတူကတ်အိမ်ခွဲမှာနိုင်ထားတယ်ပြီးတော့2019တို့2015တို့ကလည်းတွေ့ထားသေးတယ်ဒါသူတို့နောက်ဆုံးတွေ့ခဲ့တဲ့5ချိန်မှာဆိုလို့ရှိရင်အနည်းဆုံး2သင်းပေါင်းဒါ3ဂိုးနဲ့အထက်ကြီးပဲရောက်ခဲ့တာလို့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဂိုးပေါင်းကြီး3လုံးအနှုတ်50မှာဆိုလို့ရှိရင်ဘော်လီမျိုးပဲနဲ့ဂိုးပေါင်းအပေါ်ကိုပဲဆွန်စားခြင်းပါတယ်ခင်ဗျာ2သင်းလုံးအတွက်မျောလင်းချက်ကိုစီရှိနေသေးတဲ့အတွက်ရန်ပွိုင်ရလည်းသူ့အနေနဲ့ဒါတိုက်ပွဲဝင်လာလိမ့်မယ်လို့ထင်တဲ့အတွက်ကြောင့်ပေါ့လေဒါရန်ပွိုင်နဲ့စတူကတ်ပွဲမှာဘော်လီမျိုးပဲကိုပေါင်းအပေါ်ကြိုက်ပါတယ်ဗျာအကြိုက်ချင်းတူနော်ယူပေါ့အကြိုက်မတူနော်လွတ်လပ်စွာဘက်ကန်နိုင်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်